ခွင့်လွှတ်ပေးတတ်တဲ့နှလုံးသားရှိတဲ့သူရဲ့မေတ္တာကိုများစော်ကားမိမယ်ဆိုရင်မေတ္တာအကျွေးပြန်ဆက်ရတတ်တယ်မေတ္တာဒဏ်ကျွေးပြန်ဆက်ရတတ်တယ်အဲ့မေတ္တာဒဏ်ကအင်မတန်ပြင်းထန်ပါတယ်မေတ္တာမှာပြန်လဲတောင်းတခြင်းမရှိပဲအပေးသက်ပေးတတ်တဲ့သူတော်ကောင်းတွေရဲ့မေတ္တာကပို့ပြီးတော့ဆူရှာပါတယ်ကိုယ်ကိုဘလို့မှရန်တုံမမူတတ်သောမေတ္တာအစစ်သာပေးတတ်သောမိခင်ဖခင်မေတ္တာစစ်ရှိသောမိဘများအပေးသက်ပဲစုံရည်သက်ပဲရှိတဲ့မေတ္တာရှင်များပြီးတော့အကျင့်သီလနဲ့ပြည့်စုံသောယဟန်တာမဏေများအပေးကိုသာစိတ်ဝင်စား၍အယူမရှိသောသူများရဲ့မေတ္တာကိုစော်ကားမိရင်မေတ္တာဒဏ်ကြွေးကြီးကြီးမားမားပေးဆက်ရတတ်ပါတယ်ဆူတောင်းစရာမလိုပဲဒုက္ခမျိုးစုံနဲ့သာကြုံတက်ကြရတယ်မေတ္တာဒဏ်ကြွေးပြန်ဆက်ရတဲ့အချိန်မှာမရှုမလခံရ၍တမလွန်ဘဝမှာလည်းအပေကျတတ်တယ်ဖြစ်လျာဘဝမှာလည်းဘယ်တော့မှနလန်မထူချမ်းသာတဲ့အဆင့်တွေကိုမရနိုင်တော့ဘူးမဉဏ်ဖုန်ဉဏ်တွေပါဝေးကြရတတ်တယ်ဒါကြောင့်မေတ္တာမစော်ကားမိပါစေနဲ့တတိထားကြပါလို့တိုက်တွန်းလိုက်ပါတယ်အားလုံးအေးချမ်းကြပါစေ